အားလုံးပဲမင်္ဂလာပါခဏပါတော့ကျွန်တော်တငယ်ချင်းဆိုင်မှာခင်းတဲ့ထီတောက်တစ်ချောင်းကျိုးနေတာပါနော်အဲ့တော့ထီတောက်ကျိုးနေတော့အဲ့ရဲ့ထီတောက်ကိုကျွန်တော်ကဒီ warray နေပါလေးမပါဘဲနဲ့ကျွန်တော်ဆက်ပြတော့မှာဖြစ်ပါတယ်အားလုံးကျွန်တော်လည်းတူလိုက်ကြည့်လိုက်ကြရအောင်ပါပထမဆုံးအဲ့ရဲ့ထီတောက်ကိုကျွန်တော်ဖြုတ်လိုက်တယ်ပေါ့နော်ဖြုတ်ပြီးတော့ဘေးနားကကျိုးနေတဲ့အစလေးကျွန်တော်ဂလိုက်တာနဲ့လိုက်ဖြစ်တယ်ပြီးတော့အဲ့ရဲ့ဒီကျိုးနေတဲ့အဆက်နှစ်ခုတည်းဝင်လို့ရနိုင်မယ်hollow site တလက်မခွင် site ပေါ့နော်အဲ့ဒါလေးကျွန်တော်ရှာဝယ်ပြီး6လက်မလောက်ကိုကျွန်တော်အဲ့ဒီနှစ်ဖက်ရိုက်ထည့်လိုက်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်အဲ့ဒါလေးအပေါက်သေးသေးလေးလိုက်ဖောက်တယ်လိုက်ဖောက်ပြီးတော့မှကျွန်တော်ကဒီ rapid sand လေးတွေပေါ့နော် rapid sand လေးထည့်ပြီးမှ rapid sand လေးနဲ့လိုက်ထိန်းတယ်တေချောင်းတော့ကျွန်တော်တို့အဲ့ဒီတစ်ဖက်ကိုကျွန်တော်က4ပေါက်5ပေါက်ပေါ့နော်တော့ဟိုလိုက4ဖက်ရှိတာဟုတ်4ပေါက်5ပေါက်လောက်လိုက်ထိန်းတယ်အဲ့တော့ကျွန်တော်ကဒီတစ် site တစ်ဖက်ထဲမှာနေမယ်ကျွန်တော်ကဒီအချက်20လောက်ကျွန်တော်ထိန်းတာเนาะတစ်ဖက်ကိုအချက်20စီလောက်ကျွန်တော်လာလိုက်ပြီးတော့မှဖောက်ပြီး rapid နဲ့ကျွန်တော်ထိန်းထားရပါเนาะအခုဆိုရင်ကျွန်တော်အားလုံးလည်းဆက်လုပ်ပြီးသွားပြီဖြစ်တဲ့အတွက်အခုဒါဆိုရင်တည့်ရဲ့ထီတောက်လေးကျွန်တော်နှစ်ယောက်ပြန်ပြီးတက်နေရဖြစ်ပါတယ်အားလုံးကျေးဇူးပါ